โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Mandatory Performance Channel နဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီဗီဒီယိုမှာတင်တော့ကျွန်တော်ကင်မရာတွေဝယ်နိုင်တယ်မဝယ်နိုင်သေးသည်ဖြစ်စေကိုမှရှိတဲ့ဖုန်းနဲ့ပဲဖြစ်စေကင်မရာရှိပြီးသားသူကလည်းကင်မရာရှိသည်ဖြစ်စေဒီကင်မရာတွေရဲ့ basic အကြောင်းအရာတွေကိုကျွန်တော်ဒီဗီဒီယိုထဲမှာပြပြချင်ပါတယ်ဒီဗီဒီယိုရဲ့အဓိကရည်ရွယ်ချက်ကကျွန်တော်တို့တာမန်ခြေခံလူဒန်းသားတွေအကုန်လုံးဟာဓာတ်ပုံတွေပါရိုက်တဲ့ချိန်ကြရင်ဥပမာလူတိုင်းဓာတ်ပုံရိုက်တယ်ဗျာဒါကြောင့်မို့လဲဖုန်းထဲမှာကင်မရာထည့်ထားပေးကြတာပေါ့ဒါကြောင့်မို့ကိုကပေါ့နော်အလှဓာတ်ပုံတွေရိုက်လာသည်ဖြစ်စေခရီးပါသွားလို့ဖြစ်စေဓာတ်ပုံတွေကိုနီးစနစ်ကြကြနဲ့စနစ်တကျရိုက်လာမယ်ဆိုရင်ကိုရဲ့ဖုန်းထဲမှာလှတပတပုံလေးတွေမှတ်တရတွေတင်နေမယ်ပေါ့နော်ပြီးတော့တာမန်လုံးဝအခြေခံလူဒန်းသားတစ်ယောက်အနေနဲ့လူတွေအကုန်လုံးဟာတာမန်တဲ့တစ်စစ်ပို့ပြီးတော့ကောင်းကောင်းမွန်မွန်လေးဖြစ်စေခြင်းနဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်ကဓာတ်ပုံရိုက်တဲ့နီးတွေရဲ့ကင်မရာတွေရဲ့ basic အကြောင်းအရာလေးတွေကိုကျွန်တော်ပြပြသွားဖြစ်ပါတယ် disclaimer အနေနဲ့ကျွန်တော်ဒီ video ထဲမှာတာမန်လုံးဝ technically နီးပညာနဲ့မရင်းနှီးတဲ့သူတွေကိုပါနားလည်အောင်ပြောပြမှာဖြစ်တဲ့အတွက်တချို့တော့နီးပညာအခေါ်အဝေါ်တွေမှားယွင်းနေတာမျိုးရှိရင်ကျွန်တော် video အစမှာကြိုပြီးတော့မေတ္တာရပ်ခံထားတာမျိုးဖြစ်ပါတယ်ပါရမဆိုအနေနဲ့ကျွန်တော်ပြောပြမယ့်အချက်ကကျွန်တော်ဓာတ်ပုံရိုက်တဲ့ချိန်ကျရင်အလင်းအောင်ရအောင်လုပ်တဲ့နီးဖြစ်တဲ့ exposure triangle အကြောင်းကိုကျွန်တော်ပြပြချင်ပါတယ်ဒီလို Telegram ပုံစံလေးနဲ့ပေါ့နော်ဒီလိုမျိုး exposure triangle တွေပါတယ်အသေးစိတ်လိုက်မမှတ်နေနဲ့ဓာတ်ပုံရိုက်တဲ့ချိန်ကျရင်အလင်းအောင်ရအောင်လုပ်နိုင်တဲ့နီး၃နီးရှိရလို့ပဲကျွန်တော်အကြံဉာဏ်မှတ်ကြမယ်ပါရမတစ်ချက်အနေနဲ့ကတော့ကင်မရာမှာပါတဲ့ ISO ကိုတင်ပြီးတော့ရိုက်တာဖြစ်ပါတယ် ISO ဆိုတာကအလွယ်ရှင်းပြရမယ်ဆိုရင်ဒီ digitally ဖန်တီးထားတဲ့အလင်းဖြစ်ပါတယ်ကျွန်တော်ဖုန်းတွေမှာသင် exposure တင်လိုက်ချလိုက်ပေါ့ဒါအရင်ရိုးရှင်းပါတယ်အဲ့တော့ ISO နံပါတ်ကများလေပိုလင်းလေဖြစ်ပြီးတော့ ISO နံပါတ်ကနည်းလေဓာတ်ပုံကပုံမှောင်လေဖြစ်ပါတယ်ဒါပေမဲ့ဒီ ISO ကိုတင်ပြီးတော့အလင်းအောင်ရယူပြီးတော့ရိုက်တဲ့ချိန်မှာအားနည်းချက်ကြီးကြီးမားမားတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ကိုယ့်ရဲ့ဓာတ်ပုံမှာ ISO များများတင်ထားရဆိုရင် noise ဆိုတဲ့အရာဝင်တာဖြစ်ပါတယ် noise ဆိုတာကိုယ့်ရဲ့ဓာတ်ပုံမှာဒီလိုအမှုံအမွှားလေးတွေအဆက်ပြောက်လေးပါတာပေါ့အဲ့လိုမျိုးပါတော့ဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့ဓာတ်ပုံက sharp မဖြစ်ပဲနဲ့ကြည်လင်ပြတ်သားမှုအားနည်းသွားပါတော့ဒီလိုမျိုးဖြစ်ပါတယ်အဲ့တော့အလွယ်ကူဆုံးပြရမယ်ဆိုရင် ISO တင်ပြီးတော့ကျွန်တော်ဓာတ်ပုံရိုက်လို့ရပါတယ်နံပါတ်2ချက်အနေနဲ့ကတော့ aperture size ကိုကျယ်ပြီးတော့ဖွင့်ပြီးတော့ရိုက်တာဖြစ်ပါတယ် aperture ဆိုတော့ကျွန်တော်တာမန်လူသားစားတဲ့အကောင်လုံးကျွန်တော်နားလည်အောင်ရှင်းပြရမယ်ဆိုရင်ဒီကင်မရာတစ်လုံးမှာဆိုရင်ဗျာဒီကင်မရာ lens ပါတယ်ဒီမှန်ဘလူးပါတယ်ဒီမှန်ဘလူးမှာပါတဲ့အပေါက်ကိုဆိုလိုတယ်လို့ကျွန်တော်တို့အကြံဉာဏ်မှတ်လို့ရတယ်ဒီ aperture ဆိုတဲ့အပေါက်လေးကျွန်တော်တို့ကျင်းဝါလိုက်ကျယ်လိုက်အဲ့လိုမျိုးလုပ်လို့ရပါတယ်အဲ့တော့အရင်ရိုးရှင်းပါတယ်ဒီကင်မရာစင်ဆာတွေကိုဖြတ်ဝင်မဲ့ဒီအပေါက်လေးဟာကျယ်နေတယ်ဆိုရင်အလင်းရောင်များများဖြတ်ဝင်မှာဖြစ်တယ်လို့ဒီအပေါက်တွေကကျင်းနေမှာဆိုရင်အလင်းရောင်နည်းနည်းပဲဝင်မှာပေါ့ဒါအရင်ရိုးရှင်းပါတယ်အဲ့တော့ဒီ aperture ဆိုတဲ့ဟာကိုနံပါတ်တွေနဲ့ဖော်ပြတဲ့ချိန်မှာ F number အနေနဲ့ဖော်ပြပါတယ် F number ကနံပါတ်ကြီးလေအဲ့ဒီအပေါက်လေးကကျင်းလေဖြစ်ပြီးတော့F number ကနံပါတ်သေးလေအဲ့ဒီအပေါက်လေးကကျဲနေမှာဖြစ်ပါတယ်ကျွန်တော်ရှေ့မှာပြောပြီးသွားပြီအလင်းအောင်များများလိုချင်တယ်ဆိုရင်အဲ့ဒီအပေါက်လေးကိုဖွင့်ပြီးရိုက်လိုက်ရုံပါပဲပြီးတော့ဒီ aperture အပေါက်လေးကျင်းတယ်ကျဲတယ်ဆိုတဲ့နေရာမှာသူ့ရဲ့လှဆောင်နိုင်စွမ်းအားတစ်ခုရှိပါသေးတယ်ဒီ aperture ပေါက်လေးကိုကြဲလေးထားရမယ်ဆိုရင်ရှစ်ကြည်နောက်ဝါပိုဖြစ်တယ်ဗျာနောက်မှာဘိုခေးတွေပို့ဝင်ပြီးတော့ပို့ဝါတယ်ပေါ့ဒီအပေါက်လေးကတေးသေးလေးပဲဖြစ်နေမယ်ဆိုရင်နောက်ဝါရှစ်ကြည်နောက်ဝါဆိုတဲ့အရာလေးကကြည်နေမှာဖြစ်ပါတယ်ဒီလိုမျိုးပါအဲ့တော့ကိုကဓာတ်ပုံညံ့တဲ့ချိန်ကျအလင်းများတဲ့နေရာဆိုရင်အပါချာလေးကိုကျင်းပြီးတော့ရိုက်ရမှာဖြစ်ပြီးတော့အလင်းနည်းတဲ့နေရာမှာဆိုရင်အပါချာပေါက်ကိုဖွင့်ပြီးရိုက်ရမှာဖြစ်ပါတယ်ဒီအလင်းနည်းများဆိုတဲ့နေရာမှာကျွန်တော်ဘူးတွဲအနေနဲ့အခေါ်အဝေါ်လေးတစ်ခုကိုမျှဝေချင်တာကဒီလိုအလင်းအယောင်နည်းတဲ့ခြေနေမျိုးကိုအင်္ဂလိပ်လိုနဲ့ low light လို့ခေါ်ပါတယ်အဲ့တော့ဒီအလင်းရောင်နေတဲ့အခိုက်အတန့်တွေမှာရိုက်တဲ့ချိန်ကျရင်သူများတွေကlow light saturation မှာရိုက်တယ် low light လို့အဲ့လိုမျိုးပြောကြတာဖြစ်ပါတယ်နံပါတ်မှာ3ချက်အနေနဲ့ကတော့ shutter speed ကိုချပြီးတော့ရိုက်တာဖြစ်ပါတယ်ဒီ shutter speed ဆိုတဲ့ချက်ကနည်းနည်းတော့ရှုပ်တယ်ဗျာတေချာလေးနားထောင်ထားကြမယ်နော်အကိုတို့မတို့shutter speed ဆိုတာကိုကျွန်တော်တို့နားလည်အောင်ဥပမာပေးရှင်းပြရမယ်ဆိုရင်ကျွန်တော်တို့ဓာတ်ပုံရိုက်တဲ့ချိန်ကျရင်ဒီစင်ဆာမှာအလိုတကားပိတ်တယ်လို့အချက်လေးရှိပေါ့ဗျာခင်ဗျားတို့ဥပမာတစ်ခုပြောပြမယ်ဗျာဥပမာမိုးရွာနေတယ်ဆိုပါတော့အဲ့ဒီမိုးရွာနေတဲ့ချိန်မှာရေပုံးတစ်လုံးနဲ့အချိန်တစ်စက္ကန့်လောက်ပဲသွားထားမယ်ဆိုရင်ရေပုံးနဲ့မိုးဆက်လေးကနည်းနည်းပဲဝင်มาဖြစ်ပြီးတော့ဒီရေပုံးကိုဒီမိုးပြင်မှာအကြာကြီးထားရမယ်ဆိုရင်အဆက်လေးကြာနေပြီမဲ့အချိန်ကြာရင်ရေတွေအများကြီးဝင်ပြီးတော့ပြည့်နေမှာဖြစ်ပါတယ်ဒီလိုမျိုးပါပဲအဲ့တော့ဒီ shutterဟာလေးကိုအကြာကြီးဖွင့်လာမယ်ဆိုရင်အလင်းအောင်များများဝင်မှာဖြစ်ပြီးတော့ဒီ shutter ကိုအမြန်
ပိတ်လိုက်မယ်ဆိုရင်အလင်းရောင်နည်းနည်းပဲဝင်မှာဖြစ်ပါတယ်ဒီလိုမျိုးပါအဲ့တော့ဒီ shutter speed ရဲ့နံပါတ်ကိုကြတော့1ပိုင်းကနေနံပါတ်တင်နဲ့ဖော်ပြတာဖြစ်ပါတယ်သူ့ရဲ့ unit ကကြတော့သူကဆိုလိုတာဘယ်လိုဆိုလိုတာလဲဆိုတော့ဒီ shutter speed တကားပိတ်တဲ့ဟာကိုကြာလေးပိတ်တာနဲ့မြန်ပိတ်တဲ့အချိန်ကာလပိုင်းခြားကိုပြောတယ်လို့ကျွန်တော်အကြံဉာဏ်မှတ်လို့ရဗျာအဲ့တော့ဒီ1ပိုင်း20ပိုင်းတစ်ပိုင်းပေါ့ဗျာအဲ့တော့ဘာဖြစ်မလဲ20ပိုင်းတစ်ပိုင်းဆိုရင်ကြီးတယ်ပေါ့အဲ့တော့1000ပိုင်းတစ်ပိုင်းဆိုရင်တသေးလေးပဲအစိတ်ပိုင်းတွေကတသေးလေးပဲ right ဒီလိုမျိုးအကြံဉာဏ်မှတ်လို့ရဗျာအဲ့တော့ဒီပိုင်းကနေအောက်မှာနံပါတ်ကသေးလေဒီ shutter ပိတ်တဲ့ဟာကချိန်ကြလေဖြစ်ပြီးတော့ဒီပိုင်းကနေအောက်မှာနံပါတ်ကြီးလေဒီ shutter ပိတ်တဲ့ခလောက်ကမြန်တာဖြစ်ပါတယ်အဲ့တော့ပြန်ပြောရမယ်ဆိုရင်ကိုရဲ့ဓာတ်ပုံမှာအလင်းရောင်များဝင်ကျင်နေဆိုရင်ဒီ shutter speed ကိုချပြီးတော့ရိုက်မယ်ဆိုရင်အလင်းရောင်ဝင်လာနိုင်ပါတယ်ဒီအချက်မှာလည်းအားနည်းချက်ကြီးမားမားတခုရှိပါတယ်ဒီ shutter တကားပေါက်လေးရပဲဒီပုံရိပ်ဆိုတဲ့အရာတွေကိုဖမ်းယူပေးတာမို့လို့ဒီ shutter speed ကိုအများကြီးချပြီးတော့ရိုက်တဲ့ချိန်ကျရင်ဒီသူက movement တွေကိုတေချာမဖမ်းပေးနိုင်ပဲနဲ့ဒီဝုံမှုံဝါးတွေတင်တို့ရေတခွန်တွေပါအမျိုးတချို့တော့ creative ဖြစ်တဲ့ဓာတ်ပုံတွေမှာဆိုရင်ဆိုင်ကယ်တွေကဝါးနေတာလို့မီးလုံးတွေရှုပ်ချက်ဖြစ်နေတာလို့ဒီလိုမျိုးတွေကိုဖန်တီးလို့ရပါတယ်ဒီ shutter speed ကိုပဲအောက်မှာပိုင်ကနေနံပါတ်များနဲ့ရိုက်မယ်ဆိုရင်သူကဒီshutter ကတကားပိတ်တဲ့ဟာအရမ်းမြန်တာဖြစ်တဲ့အတွက်ဒီဘောလုံးကန်တာတို့ငှက်တွေကိုရိုက်တာတို့ဒီပြေးလွှားနေတဲ့အမြန်လှုပ်ရှားနေတဲ့ဟာတွေကိုအမြန်ရိုက်ကူတဲ့ချိန်ကျရင် shutter speed ကိုများထားပြီးတော့ရိုက်လို့ရပါတယ်ဒီလို့ဆိုရင်တင်တို့အနေနဲ့နားလည်းသဘောပေါက်သွားမယ်လို့ထင်ပါတယ်ကျွန်တော်တို့ခုနကဓာတ်ပုံကြောင်းပြောပြီးသွားပြီဆိုတော့ဗီဒီယိုကြောင်းဆက်လိုက်ကြမယ်ဗီဒီယိုရိုက်တဲ့ချိန်ကျရင်လည်းကိုရဲ့ဗီဒီယိုမှာlow light saturation တွေဘာဖြစ်နေလို့အလင်းရောင်တွေဘာတွေလိုချင်တယ်ဆိုရင်ကျွန်တော်ရှေ့မှာပြောရတဲ့exposure triangle ဆိုတဲ့နည်းကိုပဲသုံးလို့ရတယ်ဒါပေမဲ့ဗီဒီယိုမှာကျတော့နည်းနည်းလေး short ရှိရဗျာဒီကြောင်းကိုကျွန်တော်ဆက်ပြီးပြောကြမယ်ဗီဒီယိုရိုက်တဲ့ချိန်ကျရင်တော့သူကဓာတ်ပုံနဲ့မတူဘာဖြစ်လို့ဆိုတော့တင်တို့ကြားဘူးကြလားဗီဒီယိုဆိုတာလေဓာတ်ပုံတွေဓာတ်ပုံတွေအဲ့လိုဓာတ်ပုံချင်းစီကိုအမျိုးထပ်ထားပြီးတော့အဲ့ဓာတ်ပုံတွေကလှုပ်ရှားနေတဲ့ဟာကိုဗီဒီယိုဖြစ်လာစေတယ်ဆိုတာကိုကြားဘူးကြလားမကြားဘူးရင်ကျွန်တော်ဒီဗီဒီယိုမှာရှင်းပြပေးမယ်အလွယ်ကူဆုံးဖြစ်အောင်တင်တို့အမျိုး Facebook တွေဘာညာသုံးတဲ့ချိန်ကျရင် internet ပေါ်မှာအမျိုးလေးပုံလေးတွေဆွဲထားတယ်စာအုပ်အထူကြီးမှာတပုံနည်းလေးတွေလှုပ်ရှားနေတဲ့ဟာတွေနည်းနည်းကွဲပြီးတော့အဲ့ရေးထားတဲ့စာအုပ်လေးကိုအမျိုးဆွဲပြီးတော့အမျိုးလှုပ်လိုက်တဲ့ချိန်ကျရင်ကင်မရာအမျိုး movement လေးတွေလှုပ်ရှားမှုလေးဖြစ်တာပေါ့အဲ့တော့ဆိုလိုတာဗီဒီယိုဆိုတာဓာတ်ပုံတွေအများကြီးကိုထပ်ထားပြီးတော့ဗီဒီယိုဖြစ်လာစေရလို့ကျွန်တော်ပြောပြပေးပါပြီဒီဟာကို unit အနေနဲ့ဘာနဲ့ပြောပြလဲဆိုတော့frame per second ဆိုတဲ့အရာနဲ့ပြောပြဖြစ်ပါတယ်ဗီဒီယိုရိုက်တဲ့ချိန်ကျရင်24 frame per second တို့30 frame per second တို့60 frame per second တို့ဒီလိုမျိုးရွေးပြီးတော့ရိုက်လို့ရဗျာ24 frame per second ဆိုတာကဗီဒီယိုတစ်ပုတ်ရဲ့တစ်စက္ကန့်စာမှာဓာတ်ပုံပေါင်း24ပုံကိုအဲ့လိုမျိုးဆက်ထားတာဆိုတာကိုဆိုလိုတာဖြစ်ပါတယ်အဲ့တော့60 frame per second ဆိုရင်လည်းဒီတစ်စက္ကန့်စာအတွက်ဓာတ်ပုံပေါင်း60ကိုဆက်ထားတာဖြစ်တဲ့အတွက်ဒီဓာတ်ပုံလေးတွေကအဲ့မျိုးတစ်စက္ကန့်မှာပုံ60ဆက်ထားတာဆိုတော့အရင်အဲ့မျိုးနူးစိတ်လုံးနေဆိုတော့ကျွန်တော်တို့မျက်လုံးကနေပုံရိပ်ကိုလှုပ်ရှားနေတယ်ဆိုပြီးတော့ဖြစ်ပေါ်စေတာမျိုးပါကျွန်တော်တို့အဲ့လိုမျိုးမရိပ်မိလိုက်ဘူးပေါ့နော်အဲ့တော့ဒီ frame per second တွေကနံပါတ်နည်းလေဗီဒီယိုမှာလှုပ်ရှားမှုတွေကမပြင်းဖြစ်လေပါပဲဘာလို့အဲ့မျိုးဓာတ်ပုံလေးတွေကတစ်ဖြစ်နေမှာဘာလို့ဓာတ်ပုံအရေးအတွက်နည်းလို့ဒီလိုမျိုးကျွန်တော်တို့အကြံပြမှတ်ထားလို့ရပါတယ်အဲ့တော့ဗီဒီယိုရတဲ့ချိန်သင်တို့ဟာအမျိုး slow motion ဗီဒီယိုတို့ဒီလှုပ်ရှားနေတဲ့ဟာကိုပဲနှေးချတာဖြစ်တဲ့အတွက်ဒီ frame per second ကိုများလေးထားပြီးရိုက်နိုင်လေဒီ slow motion ဖြစ်တဲ့ဟာလေးကတစ်မဖြစ်ပဲနဲ့တည်ငြိမ်နေဖြစ်ပါတယ်ဘူးတွေ့အနေနဲ့ပြောပြစရာရှိတာကရုပ်ရှင်တွေဘာညာဆိုရင် standard အနေနဲ့24 frame per second နဲ့ရိုက်ပါတယ်โอเคเนาะဒီလိုမျိုးစကားပြောတဲ့ဘာညာဆိုရင်လည်း24 frame per second နဲ့ရိုက်တယ်ပြီးတော့ဘူးတူတာအနေနဲ့ကျွန်တော်တို့မျက်လုံးကနေမြင်ရတဲ့လှုပ်ရှားမှုပုံစံတိုင်းဆိုရင်24 frame per second လောက်ကအဆင်ပြေပါတယ်အဲ့တော့ဒီလိုစကားပြောတဲ့ဗီဒီယိုတာမန်ရိုက်တဲ့တခြား vlog တွေပါရိုက်တဲ့ချိန်ကျရင်လည်း24 frame per second က okay လို့ကျွန်တော်ပြောလို့ရတယ် okay ကျွန်တော်အရှိမပြောရတဲ့ exposure triangle ရဆိုရင် ISO ကိုတင်ပြီးရိုက်လို့ရတယ်ဒါပေမဲ့တင်ရဲ့ဗီဒီယိုမှာnoise တွေထနေမယ်အမှုန်မလေးပါနေမယ်ပေါ့ကြည်နေပြတ်သားမှုနည်းမှာပေါ့ဒီလိုမျိုးတစ်ချက်ရှိမယ်ပြီးသွားရင်ဒုတိယချက်အနေနဲ့ aperture ကိုဖွင့်ပြီးရိုက်တဲ့ချိန်ကျရင်ရှေ့ကြည့်နောက်ကပိုဖြစ်မယ်ပြီးတော့အလင်းရောင်ပိုဝင်မယ်ဒါလည်းတူသေးတယ် shutter speed နေရာမှာတော့စကားပြောလာပါပြီဘာလို့ဆိုတော့ဗီဒီယိုဆိုတာဓာတ်ပုံမဟုတ်လေဗီဒီယိုလှုပ်ရှားနေတဲ့အရာတစ်ခုအဲ့တော့ဒီ shutter speed ကိုချပြီးတော့ရိုက်မယ်ဆိုရင်
ဒီဓာတ်ပုံ shutter ကဖြည်းဖြည်းလေးပဲရိုက်နေတာဖြစ်တဲ့အတွက်ဒီလှုပ်ရှားနေတဲ့အရာတွေဆိုရင် water tie တွေဖြစ်နေမှာဖြစ်ပြီးတော့ဒီ shutter speed ကိုနံပါတ်များများထားပြီးတော့ရိုက်တတ်ချင်တဲ့ဒီလှုပ်ရှားမှုတွေကမပြီးမပြင်ဖြစ်နေပြီးတော့အမျိုး V ဖြစ်နေမှာကြောင်တောင်ဖြစ်နေမှာဖြစ်ပါတယ်အဲ့တော့ video ရိုက်တဲ့ချိန်ကျရင် shutter speed ကိုဘယ်လိုထားပြီးရိုက်ရမလဲဆိုတော့ဒီဟာကိုနာမည်အနေနဲ့ခေါင်းစဉ်တစ်ခုအနေနဲ့ဆိုရင်180 degree shutter rule လို့ခေါ်တယ်ဗျာဒါကဘယ်လိုလဲဆိုတော့ကိုဗီဒီယိုမှာထားတဲ့ frame per second ကိုနှင်းနဲ့မြောက်ပြီးတော့အဲ့ဒီတစ်ရက်ပိုင်းကန်းအောက်မှာအဲ့နှင်းနဲ့မြောက်လာတဲ့နံပါတ်ကိုထားရမှာဖြစ်ပါတယ်ဥပမာပြောရမယ်ဆိုရင်တင်းရဲ့ဗီဒီယိုကို24 frame per second နဲ့ရိုက်မယ်ဆိုရင်24ကိုနှင်းနဲ့မြောက်လိုက်မယ်ဆိုရင်48ရမယ်အဲ့တော့1ပိုင်း48အမျိုးဖြစ်မယ်အဲ့တော့အဲ့လိုမျိုးရိုက်တဲ့ချိန်ကျရင်အမျိုးလှုပ်ရှားမှုတွေကပုံမှန်မျက်လုံးမှာမြင်နေတယ်လို့ဖြစ်နေမှာဖြစ်ပါတယ်အဲ့တော့တင်ရဗီဒီယိုရိုက်တဲ့ချိန်ကျရင်တင်ထားရတဲ့ frame per second ရဲ့2ဆကို shutter speed ကိုထားရမှာဖြစ်ပါတယ်အဲ့တော့အမြဲတင်ကတင်ရဗီဒီယို60 frame per second နဲ့ရိုက်တာဆိုရင် shutter speed ကို1ပိုင်း120အဲ့လိုမျိုးထားရမှာဖြစ်ပါတယ်ဒါကကျွန်တော်တို့သွားချိုးဖောက်လို့ရတဲ့အရာတစ်ခုမဟုတ်ပါဘူးဒါလောကကြီးရဲ့သဘောတိုင်းဖြစ်တည်နေတဲ့အရာတစ်ခုဖြစ်ပါတယ်အဲ့တော့ဗီဒီယိုရိုက်တဲ့ချိန်ကျရင်180 degree shutter root တိုင်းထားပြီးရိုက်မယ်ဆိုရင်သင်ရဲ့ဗီဒီယိုတွေကမမိုက်လေးနဲ့တာမန်လုံးဝလှုပ်ရှားမှုတွေကပုံမှန်နဲ့ဖြစ်နေမှာဖြစ်ပါတယ်ဒီမှာနုပညာဆိုတာ limit လောက်ထားတာမျိုးမရှိဘူးဗျာဒီဥပဒေတွေကိုပဲချိုးဖောက်ပြီးတော့ဖန်တီးယူလို့ရနိုင်တယ်အဲ့တော့ shutter speed ကိုသင်တို့ကချပြီးရိုက်မယ်ဆိုရင်ဥမာမူးဝေနေတာတို့ဘာလို့ဆိုရင်အမျိုး water tie တွေဖြစ်နေမယ်ဆိုရင်ဒါ story telling တစ်ခုအနေနဲ့ခေါင်းမူးနေတာပြတာလည်းဖြစ်နိုင်တယ်အမျိုးရှုပ်ရှုပ်ရှက်ရှက်တွေပြတာလည်းဖြစ်နိုင်တယ်ဒီလိုမျိုးလည်းပြလို့ရမှာဖြစ်တယ်လို့သင်တို့ကဘောနော်အမျိုးကြောင်းတောင်အမျိုးပုံစံလေးပြကျင်တဲ့ဘာညာဆိုရင်လည်း shutter speed ကိုပဲနံပါတ်များများနဲ့ခြားရိုက်လို့ရတာမျိုးဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့သင်တို့ကဓာတ်ပုံရိုက်တဲ့ချိန်ကြရင်ရောဗီဒီယိုရိုက်တဲ့ချိန်ကြရင်ရောနီးစနစ်ကြကြနဲ့ပညာသားပါလှတပတ်တာလေးဖြစ်အောင်ရိုက်နိုင်ပြီလို့ကျွန်တော်တော့ယုံကြည်ပါတယ်ပြီးတော့ကျွန်တော်ဟိုးအရင်တော့ပေါ့နော်ဗီဒီယိုတစ်ပုတ်တင်ထားပေးဘူးတယ်တင်းမှာရှိတဲ့ကင်မရာနဲ့ပဲဖြစ်စေဖုန်းနဲ့ပဲဖြစ်စေဒီမျိုးနေရာဒီတကြတွေ frame နေနဲ့အမျိုးတီတကြချရိုက်မယ်ဆိုရင်အကောင်းဆုံးရုပ်ချက်တွေကိုပေါ်နိုင်တယ်ရစေနိုင်တယ်ပိုင်ဆိုင်နိုင်စေတယ်ဆိုတာကိုကျွန်တော်ဗီဒီယိုဖန်တီးပေးတာရှိပါတယ်အဲ့ဒီဗီဒီယိုကိုလည်းလုံးဝမပြတ်မကွက်တော့ကြည့်ပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ခင်ဗျာ Okay အဲ့တော့တင်တို့အတွက်ကြိုးရှိသွားမယ်လို့ကျွန်တော်ညွှန်နေပါတယ်အဲ့တော့ကျွန်တော်တို့ small creator ကိုsupport တွေပါလုပ်ပေးခြင်းနဲ့ပြီးတော့ဒီလိုမျိုး knowledge sharing video တွေကျွန်တော်သိတဲ့အရာတွေအကုန်လုံးကျွန်တော်ဒီ channel မှာပြောပြမှာဖြစ်တဲ့အတွက်ထပ်ပြီးတော့သိကျင်သေးတယ်ဆက်စုကျင်သေးတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုlike and subscribe လေးလည်းလုပ်ပါပေးပါအောင်လို့ကျွန်တော်တောင်းဆိုပါတယ်ခင်ဗျာအဲ့တော့ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော် video ဆုံးဖြတ်ကြည့်ပါပဲလို့အဲ့တော့အားလုံးပဲပုံမှန်နဲ့ပဲ peace